ဝေဒနာလေးတွေတဖြည်းဖြည်းနဲ့ဆိုးဝါးလာတယ်။အိုမရဲ့ညှော်နှင်းခြင်းများစွာနဲ့ဆောင်ရတဲ့ချိန်တွေတိုင်းမှာအလုံးမောမောလေးတွေနဲ့ရင်ခုန်မိတယ်။မင်းစတဲ့ညရဲ့ကဘာလေးတဲ့နာလေးချက်မှာကျင်နာနန်းလေးများတစ်ခွဝပေးကကိုယ်စိတ်ကူးလေးရင်မိတဲ့ဖြစ်ဟာအိမ်မက်ချက်မှာအာရဲ့ညှော်နှင်းချက်များစွာနဲ့ဆွဲလန်းတဲ့ကျင်နာများဟာတနေ့နေ့ကြဆုံးရှုံးမှာလားအိုမချင်းကြည်တန်တာနေတဲ့နှလုံးသားရဲ့ဆန္ဒလေးတွေအေးစက်တဲ့ကြည်တွေတဲ့အရင်ပြောသွားတယ်ဝေဒနာလေးတွေတဖြည်းဖြည်းနဲ့ဆိုးဝါးလာတယ်။အိုမရဲ့ညှော်နှင်းခြင်းများစွာနဲ့ဆောင်ရတဲ့